ကဲအားလုံးပဲမင်္ဂလာပါအားလုံးကျေးဇူးတင်ပါတယ်အားလုံးတွေ့ရတယ်ဝမ်းသာပါတယ်ဒီနေ့နောက်ဘက်တော့တစ်ချက်လောက်ကျွန်တော်တို့စင်ကြီးအောင်မိပြီးအသက်တာပြင်ဆင်ရအောင်နော်ဘုရားသခင်ဟာရကသိန်းကိုတတ်နိုင်တယ်နော်ဒါပေမဲ့ဘုရားသခင်မလုံနိုင်တာမရှိဘူးဒါပေမဲ့ဘုရားသခင်မလုံတာရှိတယ်မလုံနိုင်တာမဟုတ်မလုံတာအထူးသဖြင့်ဆုတောင်းခြင်းနော်ဆုတောင်းခြင်းအကြောင်းနည်းနည်းလေးပြောချင်ကျွန်တော်ဆုတောင်းတဲ့အခါမှာဘုရားသခင်မပေးတဲ့ဆုတောင်းခြင်းရှိတယ်နော်တောင်းတိုင်းတော့ရမှာမဟုတ်ဘူးကျွန်တော်တောင်းတဲ့အချက်လက်အကြောင်းအရာပုံမှန်လဲမူတည်တယ်နော်ဒါကြောင့်မို့ယုံကြည်ခြင်းဘယ်လောက်ရှိရကိုရရမယ်ဆိုပြီးအဲ့လိုလင်းနေတာတစ်ထစ်ချသတ်မှတ်လို့မရဘူးနော်အဲ့ဒါလေးနည်းနည်းဝင်ငါချင်ရှောလမုန်မင်းကြီးဘုရင်ဖြစ်လာတဲ့အချိန်မှာနော်သူ့ရဲ့ဖေအီဒူမီအကွဲအကိုအဒေါနီယနော်အဒေါနီယကျတော့အဒေါနီယကရှင်ဘုရင်လုပ်မယ်ဆိုပြီးကြိုးစားတယ်နော်ဒါပေမဲ့ Prophet Nathan ကဘာသရှေဘကိုပြောလိုက်ဒါဝိမင်းကသင်ရဲ့သားရှောလမုန်ကိုသူ့ကိုယ်စားနန်းထိုင်ရမယ်လို့ပြောထားတာမလား။ဟိုမှာအဒေါနီယကသူ့ကိုယ်သူဘုရင်ဆိုပြီးတော့ယွာဘလည်းပါတယ်။ခြားရှိပရောဟိတ်တွေပါတယ်။သူတို့အဲ့လိုလုံနေပြီမြန်သွားပြောဆိုတော့ဘာသရှေဘရှောလမုန်မင်းရှောလမုန်ရဲ့မိခင်ဘာသရှေဘဒါဝိမင်းကိုဝင်ပြောရမှာဒါဝိမင်းကြီးကရှောလမုန်တရားဝင်ဘုရင်ခန့်လိုက်တော့ဒါသူတို့အဒေါနီယတို့ယွာဘတို့ကဖောင်းသွားတာပေါ့ဟိုအပြစ်ရှိသွားတာပေါ့နော်အဲ့တော့သူတို့ကတောင်းပန်တယ်သူတို့မတတ်ဖို့နော်ဆိုတော့ဒီအဒေါနီယအကြောင်းအဓိကပြောမှာဆိုတော့မတတ်ဖို့ပြောတော့ဒါဝိမင်းကြီးကโอเคဒါပေမဲ့သူကရှောလမုန်သူမှားခဲ့နော်အဲ့ဒီမှာအဓိကသူယေဘရဟိတ်အပြာသာလည်းပါတယ်ယေဘရဟိတ်အပြာသာရဲ့ပြီးဘိုလ်ချုပ်ယွာဘရဲ့နော်သူတို့နှစ်ယောက်ကလည်းကြံ့ရပါပေါ့အဒေါနီယနဲ့အတူအဲ့ဒါဝိမင်းကြီးကမသိခင်မှာရှောလမုန်သူ့သားအောင်မှာခဲ့ဒီလူတွေသေတံကြတာငါတော့မတတ်ဘူးလို့ပြောထားတယ်ဒါမဲ့သားကပညာရှိတယ်လို့ကြည်လို့ပါမှားခဲ့တယ်နော်အဲ့တော့အဒေါနီယဟာသူဘာကိုသိရမလဲဆိုသူကသေတံတင်တာပဲအဖေရှင်ဘုရင်ဒါဝိမင်းမသေးသေးဘဲနဲ့သူ့ကိုယ်သူဘုရင်ဆိုပြီးလှုပ်တာဒါအရန်ပြစ်မှုကြီးပါလားဒါမဲ့ရှောလမုန်ဘုရင်ဖြစ်လာတဲ့အခါမှာအေးဆေးထားတဲ့ကိစ္စအဲ့ဒီအချိန်မှာအဒေါနီယကရှောလမုန်ရဲ့မိခင်ဘာသရှေဘကိုသွားပြီးတော့မှအကူကြီးတောင်းတယ်ဘာများလဲဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဘာလုပ်ပေးရမလဲနော်တောင်းတဲ့အခါမှာနော်ဒီဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး2နော်အငယ်16မှာဖိုင်အဒေါနီယကရှောလမုန်မင်းရဲ့မိခင်ဘာသရှေဘကိုလာပြောတယ်ယခုမှတစုံတစ်ခုသောဆုကိုမေတော်၌တောင်းချင်ပါ၏နော်မငင်းပါနဲ့ဟုဆိုရင်မေတော်ကပြောပါဟုဆိုတယ်ဘာသရှေဘကရှင်ဘုရင်အမေပါဘာဖြစ်ဒီကလေးတွေပေါ်မှာသူစိတ်ကောင်းရှိပါတယ်
哦，都大爷阿姑呗，陪住妹呗，阿姑，把路边上嘞，路边那路边嘛不，多呢个，把当呢说，喏，သူကလည်းရှောမှုမင်းကြီးသည်ရှုနေမြို့သူအဘိရှက်ကိုကျွန်ုပ်အားပေးစားတော်မူမည်အကြောင်းလျှောက်ပါတော့တဲ့မင်းကြီးသည်မေတော်ကိုညင်းပယ်တော်မမူဟုဆိုလေတော့ဒေါနေကဘာတောင်းလဲရှုနေမြို့သူမင်းကလေးကိုတောင်းတယ်ရှုနေမြို့သူဆိုတာနော်ဘယ်သူလဲဆိုတော့ဘာရဆိုရင်တတိယဆိုခန်းကြီး1အငယ်1နှစ်မှာဒါဝိမင်းကြီးသည်အသက်ကြီး၍အိုသောအခါအဝတ်ခြုံ၍မနှွေးနိုင်တို့ဖြစ်၍ကျွန်တို့ကအသက်ပြိုသောကညာကိုရှင်မင်းကြီးဖို့ရှာပြစေအသက်ကြီးတော့မနှွေးတော့ပေါ့အထက်မှာအားနေသွားအဲ့တော့ဣတိလတတိုင်းပြီလုံးမှာအချောဆုံးအလှဆုံးမိန်းကလေးကိုရှာရှုနေမျိုးသူတွေ့အဲ့ခေါ်လာတယ်ရှင်းပြင်းကအနိကပြုစုဒါပေမဲ့မင်းကြီးကသူ့ကိုသမီးတလို့ပဲသဘောထားတယ်အနိကပြုစုညာလဲသူနဲ့မအိပ်ဘူးဒါပေမဲ့မင်းကြီးတည်သွားတဲ့အခါမှာရှုနေမျိုးသူကအပြူစစ်ပဲအပြူမပြတ်ပါဒါပေမဲ့ဒါဝိမင်းကြီးရဲ့နောက်ဆုံးဇနီးအဖြစ်နဲ့တော့ကြံခဲ့တာပေါ့နော်အဲ့ခါမှာတော်တော်လေးချောမှာပေါ့တော်တော်လေးလှမှာဣတိလတပီလုံးမှာအချောဆုံးရှာထားတာငယ်ရွယ်ချောချောလတ်ပေါ့နော်အဲ့တော့ဒေါနေယကဘာတိရှိပါတော့ပြောတယ်မိခင်ကြီးရှောင်းလုံးမင်းကြီးကိုပြောပေးပါအဒေါနေယကပြောတယ်ဒီရှုနေမျိုးစီနဲ့ကျွန်တော်ပေးစားပါဆိုပြီးတော့တောင်းတယ်တောင်းတော့ရှောင်းလုံးမင်းကြီးကဘာပြောလဲဆိုတော့နော်အငယ်20နှစ်မှာရှောင်းလုံးမင်းကြီးကအဒေါနေယအဖို့ရှုနေမြို့သူအဘိရှက်သူ့နာမည်ကအဘိရှက်ကိုသာအဘဲကြောင့်တောင်းရသည်နီနိုင်ငံတော်ကိုလည်းသူ့ဖို့တောင်းပါလို့သူဒီကျွန်ုပ်နောင်တော်ဖြစ်သူနဲ့ယေဘရအပြာသာဇေယျအသားရွာပါအဖို့တောင်းပါလို့ဟုမေတော်အားပြန်ပြောပြီးမှတဖန်ဒေါနေယသည်ထိုသို့တောင်းတော်မိမိအသက်သေးစေခြင်းကမတောင်းမိလင်ဘုရားသခင်သည်ငါအားထိုမြတ်မကပြုတော်မူစေတည်းရှောင်းမီစိတ်ဆိုးပါအဒေါနေယဟာဘာကိုတောင်းတင်တာဘာကိုမတောင်းတဲ့ဘာကိုတောင်းမှာလဲဘာရေးကြည့်လဲဘာရေးမကြည့်လဲဘာကအဓိကလဲဘာသာမညာနားမလည်ဘူးလားဥမာသူတိုင်းပြည်တော့ဝက်ဆိုတော့မှโอเคဒါကျွန်တော်အကူပဲနော်စသည်ဖြင့်မြို့စားညာတူးလိုချင်တယ်ဒါမှမဟုတ်တစ်လောက်ဘယ်လောက်ထောက်ပံ့မှာစသည်ဖြင့်တောင်းကျွန်တော်လုပ်ပေးရမှာနော်ဒါမှမဟုတ်သူတကယ်တောင်းတင်တာပါသူ့အသက်မသေးဖို့သူတောင်းရမှာလေတဲ့အခုကဘာလာတောင်းတာမိမလာတောင်းတာအဲ့တော့ဘာဖြစ်လဲသေရောအဲ့တော့မိမတောင်းတဲ့လူတွေသတိထားအဲ့လိုပြောလို့လဲမိမတော့မတောင်းမဲမနေကြပါနဲ့စွတောင်းမပြေတောင်းတာမှားသွားတာနော်သူတောင်းရမှာပါယေဘရအပြာသာရဲ့ဘုရုပ်ရွာပါရဲ့ကျွန်တော်မတတ်ဖို့အသက်ချမ်းသာပေးဖို့ကြိမ်ပါကြိမ်ဆိုပြီးတော့မှအဲ့လိုပြောရင်တော့မှရှောင်းလို့သူတို့တတ်လို့မရတော့အဲ့လိုတောင်းမှာမဟုတ်ဘူးလားနော်အဲ့တော့ဘာကိုတောင်းတာလဲအဲ့တော့ဒီနေ့ကျွန်တော်ဆုတောင်းလားတောင်းဒီမစားတော့မတောင်းဒီမစားတော့မတောင်းဒိုင်းလာတော့တည့်သုံးကဆုတောင်းတယ်ကျွန်တော်လည်းတည့်သုံးကဆုတောင်းတယ်မနေ့စာတစ်ခါနေ့လယ်စာတစ်ခါညစာတစ်ခါဒါကိုတော့ချပေးအစာကျွေးကျေးဇူးကြီးလာဦးပါအာမင်အချို့အဲ့ဒီအစီအမရှိတယ်မတက်လာသေးဘူးတဲ့ဒီနော်လူများကြားထဲမှာအစားတော့ကျေးဇူးတော်ချီးမွမ်းခဲ့တာစိတ်ဆိုးတာလူရှိမှသူ့ကိုခိုင်းရလားဆိုပြီးတော့မဖြစ်တယ်နော်သူကလည်းသူဆိုဘာတောင်းလဲမသိဘူး
တခါအသိလူကြီးတယောက်ကရှေ့ဆုံးမှာအဲ့လိုထိုင်နေဧည့်သည်ဆရာလာတော့တင်းဦးဆရာခီးသွားနေဧည့်သည်ဆရာလာတော့အပီးမှာကဲအသိတော်ကြီးအဘိုးဘယ်သူဆုတောင်းပေးပါဆိုသူကဆုမတောင်းတာဘူးဒါအသိလူကြီးဆိုတော့သူဆုတောင်းတိုင်းတော့ဒုက္ခတွေရောက်ကဲဆုတောင်းကြရအောင်ဆိုအလုံးကောင်းကောင်းတော့ဖဏလေးကန်ပြီးသူဆင်းသွားပြီးသူပြန်တော့ပြီးမှအဝေးရနေဖျားကြောင်ဂဲနဲ့လမ်းပေါက်ပြီးတော့ငါဆုမတောင်းတတ်ပါဘူးဆိုငါလာခိုင်းနေတယ်ဆိုနောက်တော့ငါဖျားကြောင်မတက်တော့ဘူးအေးအဲ့လိုမျိုးတွေလည်းရှိလာမှာနော်ဒါပေမဲ့ဒီမှာတော့အဲ့လိုတောင်းမှမရှိပါဘူးအလုံးဆူတောင်းတဲ့သူတွေပဲတကယ်ဆူတောင်းဖိုက်တာတွေပဲကြီးရတယ်ပေါ့တောင်းတလားမင်းနဲ့ဖျားသိကတော့စိတ်ညစ်သွားအောင်တောင်းမဲ့လူတွေရွေးကြနော်တခါတလေပါလဲအစာရှောင်ဆိုလားအစာငတ်ခံတာလားဆန္ဒပြတာလားပါလားမသိမပေးမရှိမစားဘူးကွာဆိုတာအစာရှောင်တာနဲ့အစာငတ်ခံတာနဲ့ဟိုနည်းနည်းတခါတလေဟိုရောသွားမှလည်းစိုးရသေးတယ်နော်အဲ့တော့တောင်းစရာကိစ္စလည်းရှိပါနဲ့ဒါပေမဲ့ဘာတောင်းပါတီတောင်းကြလားကျွန်တော်စိတ်ဝင်စားတယ်ပါတီတောင်းလို့မသိဘူးအရေးကြီးလားအဒေါနယလိုများတောင်းပြီလားနော်အေးအဲ့ဒါလေဘာကြောင့်ကျွန်တော်တို့ဆွတောင်းချက်တွေမပြည့်တာလဲဘာလို့ကျွန်တော်ဆွတောင်းချက်ကိုဘုရားသခင်အရေးမလုပ်တာလဲဘာလို့ကျွန်တော်ဆွတောင်းချက်ကိုဘုရားသခင်နားမယောင်းလဲတေချာတာတကောတော့ကျွန်တော်တို့ဆွတောင်းနိုင်မရတာတော့တေချာဆွတောင်းနိုင်မရဘူးဆိုတော့အတွေ့အကြုံရှိလားရှိတယ်ကျွန်တော်မှတော့ရှိတယ်တောင်းနိုင်မရဘုရားသခင်အလိုလိုက်တဲ့ဘုရားမဟုတ်နော်ခလေးတွေတောင်းနိုင်ပြီးပါပေးလိုက်ခလေးပျက်စီးသွားမှာသူစားကျင်တာဝယ်ကျွေးချောင်းဆုံးရင်ချက်ဖြစ်ပြီးယောဂဖြစ်ဝမ်းလျှောသွားမှာဟုတ်တယ်ဒါခလေးတွေမဟုတ်တောင်းပတ်စံတာအပြင်ပျက်စီးသွားမှာသူတောင်းနိုင်ပေးလို့မရဘူးချုပ်ပြောင်းလဲခါစားယုံကြည်သူဖြစ်ခါစားအချိန်นี้မှာဆွတောင်းတဲ့ခါမှာရတယ်ဒါပေမဲ့သူတဖြည်းဖြည်းအရွယ်ရောက်လာရင်ဆွတောင်းနိုင်မရတော့ဘုရားသခင်သုံးသင်ခြင်းတာရှိတယ်သင်ပေးခြင်းတာရှိတယ်နော်ကျွန်တော်တို့ယာကုပ်ဩဝါဒစာကြည့်အောင်ယာကုပ်ဩဝါဒစာမှာပါရှင်ယာကုပ်ခန်းကြီး၄ရှင်ယာကုပ်ခန်းကြီး၄အငယ်2 3မှာအငယ်2 3မှာနော်တင်တို့သည်တတ်မဲ့၍မရကြလူအသက်ကိုတတ်၍၎င်းအလွန်လိုချင်သောလောဘစိတ်ရှိ၍၎င်းအလိုမပြည့်စုံနိုင်ကြရန်တွေ့ခြင်းစစ်တိုက်ခြင်းကိုလည်းပြု၍မရကြအကြောင်းမူကားဆုမတောင်းပဲနေကြ၏တောင်းလျင်လဲကာမဂုဏ်ခံစားเสียဖို့ရှိစေခြင်းကတလွဲတောင်းသောကြောင့်မရကြဆုတောင်းတော့ဘာလို့မရလဲကာမဂုဏ်ခံစားဖို့တလွဲတောင်းတော့ဒီနေ့ယုံကြည်သူများခရိယန်များဆုတောင်းတဲ့အခါတလွဲဒီများတောင်းနေကြလားကာမဂုဏ်စည်းစိမ်လောကီနဲ့ဆိုင်တဲ့အရာတွေများတောင်းနေကြလားဒါကြောင့်မလို့မရတာလားဘုရားသခင်တောင်းစီခြင်းတာရှိတယ်နော်ဆုတောင်းခြင်းအကြောင်းသင်တော့တို့ကြပြီအဲ့လွန်ခဲ့တဲ့နေ့40လောက်ကဖြစ်မှာနော်ယုံကြည်ခြင်းနဲ့ဆုတောင်းဘုရားသခင်ပေးတယ်ဘာညာသင်တော့အဲ့ဒီလူတယောက်ကကျွန်တော်ဆရာတဲ့ဆုတောင်းတိုင်းရလာတယ်။အော်ရတယ်ပေါ့လေဆိုဒါဆိုကျွန်တော်ခိုင်ခင်ဦးကိုဆုတောင်းပေးပါတယ်။ဟာအဲ့လိုအဲ့တော့ခိုင်ခင်ဦးတို့ခေတ်ကိုမုံဒေါ်မုံမိအောင်တော့ဒေါ်ခိုင်ခင်ဦးတို့ခေတ်ပေါ့ဗျာ။အဲ့တော့လွန်ခဲ့တယ်ဆိုအခုကလေးတော့မသိဘူးပေါ့။နော်သူကဟာဆရာပဲပြောတယ်ဆုတောင်းရတယ်ဆိုတဲ့။အေးအဲ့ဒါတော့မရဘူးဗျာ။
အဲ့ဒါတော့ဘယ်လိုမှအတိတ်မရှိဘူးဟုတ်တယ်မလားနော်ဒါမို့ဒီနေ့ခရိယန်နေနော်ဆွတ်တောင်းတဲ့အခါမှာဒီကာမဂုဏ်စည်းစိမ်လောကအရာနော်အချို့တွေဆွတ်တောင်းလို့နဲ့ကြာလာတာဘာလားမသိဘူးခေါင်းတော့ယေရှုတော်မှနဲ့သိမ့်ပိုက်တာကြာသလားလို့ဆိုတော့အတင်းအဓမ္မတွေဖြစ်ကုန်မှာတော့စိုးရတယ်ဗျာနော်ကျွန်တော်သိစရာတယောက်ဆိုနည်းနည်းပဲလို့တယ်သူအိမ်နော်အင်းစိန်ထဲမှာသူအိမ်အစ်စ်လေးဆောက်တာမပြီးတပြီးလေးပေါ့ဘေးကအိမ်ကိုမာထားတယ်ကျွန်တော်အိမ်လေးကြည့်ပေးပါဘေးကအိမ်ကိုကြည့်အဲ့နောက်တနေ့ဆရာသွားတော့ဆရာတဲ့အဲ့ဒီကလေးလေးမတွေ့တယ်သူကလည်းဆရာအိမ်ရှိမှာအဲ့လိုပဲဖြတ်သွားတိုင်းဆရာအိမ်ကိုယူလက်ညှိုးထိုးပြီးတော့မှတော့ပြောနေတာတဲ့တခါတည်း6တော့ပဲဆောင်းလိုက်သေးတယ်ပြောနေတယ်အဲ့ဒါသူလည်းစိတ်ဝင်စားတယ်ပေါ့ဘာများလဲပေါ့တနေ့တော့သွားကလေးဘာလုပ်နေတာကျွန်တော်ဒီအိမ်ကြီးကိုယေရှုနာမနဲ့သိမ့်ပိုက်နေတာဟာအဲ့ဒါသိဦးရှာအေးကွအဲ့ဒါသင်းဆိုင်အဲ့ဒီအိမ်တော့မလုပ်ပါနဲ့ကွတခြားအိမ်သွားတော့ဟောမလီဟဲ့အဲ့ဒါမျိုးရှိတယ်ဒီကလေးကိုဘယ်သူမြောက်ပေးလိုက်တာအဲ့လိုမလုပ်မယ်လို့ဘယ်သူသင်ပေးတယ်အတလွဲတောင်းတာသူများဥစ္စာသူများအင်တော်သေးတာပေါ့သူများမရတော့တောင်းဘယ်လိုလုပ်မလဲယေရှုနာမနဲ့သွားသိမ့်ပိုင်ရပြဿနာမယ်သူများကာသူဟောကောရဲပိုင်ရှင်ရှိတယ်ကြည့်လို့ကြောက်အောင်နော်မြောက်ပေးတယ်ဆရာမြောက်ပေးနေတာနော်ဆိုတော့တောင်းတာတော့တောင်းမို့လေဒါမှဒီကာမဂုဏ်စည်းစိမ် luxury တတ်မဲ့ခြင်းတတ်မဲ့တာလိုချင်တာတတ်မဲ့တာလောဘဆိုဖျားတဲ့အဲ့ဒီဆွတောင်းခြင်းမျိုးလို့ဖျားတဲ့စိတ်ပြည့်စရာပဲနော်ဒါမျိုးသူစိတ်ဝင်စားအောင်နော်ဒါမျိုးဘာပြောလဲမရကြအတလွဲတောင်းကာမဂုဏ်စည်းစိမ်ပေါ့နော်အဲ့တော့ကျွန်တော်တောင်းရမည်အတိုင်းကျွန်တော်မတောင်းပဲဖြစ်နေသလားကျွန်တော်ဆွတောင်းခြင်းစီးရင်ကိုကြည့်လိုက်prayer list တွေ prayer request တွေမရှိဘူးလားရှိတယ် prayer request တွေ prayer list ဆွတောင်းခြင်းတင်လားအဲ့ဒီမှာကာမဂုဏ်စည်းစိမ်ဖို့တော်တော်တောင်းတဲ့အရာတွေများပါနေလားပြန်စဉ်းစားရရှိတယ်နော်အဲ့တော့ကျွန်တော်တို့ဆုတောင်းတာဘာအတွက်တောင်းတာလဲဆုတောင်းတာလေဘာအတွက်တောင်းရမှာလဲဆုတောင်းတော့တောင်းမယ်တကယ်ရှိပြောတယ်ဆုတောင်းမယ်ရှပေါ်လို့ဘယ်လိုပြောလဲမချမ်းမလတ်ဆုတောင်းနော်မချမ်းမလတ်ဆို without ceasing ဆိုမရက်မနာအဆက်မပြတ်ပေါ့တောင်းနေဒါပေမဲ့ဘာအတွက်တောင်းနော်အဲ့ဒါအရေးကြီးဘာအတွက်မတောင်းအောင်မလဲဘာအတွက်တောင်းအောင်မလဲဆိုတာကျွန်တော်တို့သိဖို့လိုပါလိမ့်မယ်နော်ရှင်းအောင်ခရုံးဆုတောင်းမယ်ဒါပေမဲ့ကျွန်တော်ဘာအတွက်တောင်းရမလဲဆိုတာလေးကြည့်အောင်ရှင်းအောင်ခရုံးခန်းကြီး14အငယ်73 14မှာနော်ရှင်းအောင်ခရမီခန်းကြီး14အငယ်73 14မှာကဲကျွန်တော်ဖတ်ကြည့်အောင်နော်ဖတ်ကြည့်အောင်တွေ့တယ်မလားပါမပြောလဲသင်တို့သည်โอเคတောင်းပါနဲ့ငေါ့ခေါ်လို့ငါထူးမိကြီးတော့ရသင်တို့မသိအောင်နဲ့နေတော့ရငါပြမယ်သင်တို့သည်ငိုင်းနာမကိုအမိပြုအဘယ်စုကမှမတောင်းကြသေးသင်တို့သည်ဝမ်းမြောက်စရာအကြောင်းစုံလင်စေငါတောင်းကြလို့ထို့သောတောင်းလျင်
ရကြလိမ့်မယ်။ဆူတောင်းခြင်းနဲ့ဆိုင်တဲ့ကြံပိတ်တွေအများကြီးရှိပါတယ်ဟုတ်ပဲ။အခုလည်းပြောဆူတောင်းပါနဲ့တောင်းတဲ့တိုင်းငါပြုမယ်လေဒါပေမဲ့ဘာအတွက်တောင်းအောင်မှာဘုံတော်ထင်ရှားခြင်းရှိမိကြောင်းကျွန်တော်တို့ခေါင်းစဉ်နဲ့ကျွန်တော်တို့ဥတီချက်ကကြိုက်အောင်ပြန်လုပ်အောင်အခုကျွန်တော်တောင်းတာကျွန်တော်တို့တောင်းတာကျွန်တော်လိုချင်တာကျွန်တော်တောင်းတာဖြစ်ချင်တာတောင်းတာရချင်တာတောင်းတာသထေးဖြစ်ချင်လို့တောင်းတာအောင်မြင်ချင်တာတောင်းတာကြွယ်ဝချင်စီးစိမ်ခံစားချင်တယ်ဖျားသိဘုံတော်တီချဖို့ဟုတ်လားကျွန်တော်လည်းရမယ်ဆုတောင်းနေစားကျွန်တော်တို့လိုချင်တာတစ်ဖက်သက်ဘုရားသခင်ဖြည့်စွမ်းပေးပြီးမှဘုရားသခင်အတွက်ဘာမှအကျိုးမရှိဘူးဆိုအဲ့ဆုတောင်းချက်ကဘာမှတိတ်ပဲမရှိဘူးဆုတောင်းချက်ဆိုကိုယ်အကျိုးသက်သက်ပဲမဟုတ်ရအောင်ကိုယ်လည်းအကျိုးကျေးဇူးရှိရမယ်ဘုရားသခင်လည်းအကျိုးကျေးဇူးရှိရဒီနေ့ပြောဘုရားသခင်ဘုန်းတော်တင်ရှားဘုရားသခင်ဘုန်းတော်တင်ရှားဖို့ဆုတောင်းပါဒီနေ့စာပြီးငါဘာအတွက်ဆုတောင်းမှာလဲဘုရားသခင်ဘုန်းတော်ဒီငါလိုဘပြေဝဖို့ဆုတောင်းခြင်းမဖြစ်ပါစေနဲ့အဲ့တော့ဆုတောင်းခြင်းအတော်များများပြန်ပြင်ရမယ်သဘောလေးတော့ရှိတယ်ဘာဖြစ်ရမယ်ဘလို့ဖြစ်ရမယ်ဘလို့ရအောင်လဲဆိုဟာမစားဝခမအဲ့လိုကြီးဖြစ်နေတယ်နော်အဲ့တော့ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ဆုတောင်းပါဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ဦးစားပေးပါကိုဖြစ်တာကိုရတာနောက်မှဘုရားသခင်ဘုန်းတော်မထင်ရှားဘူးဆိုရင်မလို့ဆုတောင်းစမ်းမလို့နော်အဲ့တော့ဒါလူကြီးဆန်တဲ့ဆုတောင်းခြင်းကိုပြောတာခလေးဆန်တဲ့ဆုတောင်းခြင်းမဟုတ်ခလေးဆန်တဲ့ဆုတောင်းခြင်းကသူလိုချင်တာသူတောင်းနေတာလူကြီးဆန်တဲ့ဆုတောင်းခြင်းကဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ဆုတောင်းတာဖြစ်တယ်နော်အဲ့တော့ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့မဟောတတ်ဘူးမပြောတတ်ဘူးမဆိုတတ်ဘူးမတီးတတ်ဘူးဒါမဲ့ဆုတောင်းတတ်တယ်ဆုတောင်းလို့ရဆုတောင်းခြင်းနဲ့ပါဝင်ပါကိုဆုတောင်းနေတာနဲ့ပဲဘုရားသခင်ဘုန်းတော်ထင်ရှားယောရှုတို့အောက်မှာစစ်တိုက်တယ်မောရှေတောင်ထိပ်မှာလက်မြောက်ပြီးဆုတောင်းသူလက်ချလိုက်တယ်นะဘာဖြစ်လဲဣသရေလတွေရှုံးဟောဘုရားသခင်တကယ်တော့သူလှုပ်လို့ရတာပဲသူကသူဘယ်လိုလုပ်ယောရှုနိုင်အောင်လုပ်လို့ရဣသရေလနိုင်အောင်လုပ်လို့ရတာမဟုတ်ဘူးမောရှေလက်မြောက်တာဆုတောင်းညောင်းဘေးကနေအာယုံတို့ကဘေးကနေလက်ကိုကင်တာနော်အဲ့တော့ဒီပုံစံလေးတွေ့ရနော်အဲ့တော့ဘုရားသခင်ဘုန်းတော်တခြားဖို့ကျွန်တော်တို့ဆုတောင်းတာဖြစ်တယ်ကျွန်တော်တို့ကာမဂုဏ်စည်းစိမ်လောကီကျွန်တော်တို့လုံအင်ဆန္ဒတွေတစ်ဖက်သက်ပြည့်စုံမှုဆုတောင်းတာတော့မဖြစ်ပါစေနဲ့နော်ဒါဝိဒ်ဆုတောင်းမပြည့်သူဒီဓမ္မရာဆိုရင်ဒုတိယဆောင်ခန်းကြီး7မှာဓမ္မရာဆိုရင်ဒုတိယဆောင်ခန်းကြီး7မှာအငယ်15မှာနော်ကျွန်တော်တို့နည်းနည်းတဲ့အရာလေးတွေလည်းသင်ယူဖို့ရှိတယ်နော်နန်းတော်မှာထွက်သွားသောနောက်ထာဝရဘုရားသည်ဒဏ်ခတ်တော်မူသည်ဖြင့်ဥရိယမယားတွင်ဖွားမြင်သောဒါဝိဒ်၏သားသည်ပြင်းစွာသောဝေဒနာခံရ၏ဒါဝိဒ်သည်သူငယ်အတွက်ထာဝရဘုရားအားတောင်းပန်လေအစာကိုရှောင်လျက်အထဲသို့ဝင်၍တညလုံးမြေပေါ်မှာအိပ်လျက်နေ၏ပတ္တိရှိပါနဲ့ဖြစ်တော့ရတဲ့ကလေးနော်နေမကောင်းဖြစ်ဝိနာခံစားဒါဝိမင်းရဲ့ဒါသူ့သားဆုတောင်းအစာလေးရှောင်းနေအိတ်လည်းမအိပ်ဘူးစားလည်းမစားဘူးရေလည်းမချိုးဘူးအဝတ်စားလည်းမလဲဘူးစီလည်းမလဲဘူးမြေကြီးပေါ်မှာလှိမ့်ပြီးတော့မြေကြီးပေါ်မှာမနေဆုတောင်းအဲ့ကလေးလေးမသေးဘူးကလေးလေးပြန်ကောင်းလာဖို့ဒါဝိဆုတောင်းတယ်ဒါဝိဆုတောင်းပြေးလာဆိုတော့
မပြေကလေးလေးဆုံးသွားဟဲ့ဘုရားသခင်ဘာဖြစ်လို့လဲလွတ်လွတ်လေးလေးလှုပ်ပြီးလို့မရဘူးလားမလှုပ်ပေးနိုင်ဘူးလားမလှုပ်ပေးဘူးဘုရားသခင် no ဆို no ပဲမလှုပ်ပေးဘူးဘာလို့ဒီကလေးကလာခြင်းမကောင်းကိုယ့်ယူကာယနဲ့ဖြစ်သွားတဲ့ကိစ္စဒီကလေးလူဖြစ်လိုက်ကြီးလိုက် तू အဆင်မပြေဘူး तू ဖြစ်လာပုံဖြစ်လာနည်းကတယူဝင်လမ်းကြောင်းလာတာမဟုတ်ဘူးဒီကလေးဘောတတာအရန်ရှက်စရာကောင်းပဲသိငယ်လိမ့်မယ်ရှုပ်ထွေးပြီးတော့မှဘုရားသခင်ဒီကလေးကိုအဲ့လိုမျိုးလူတယောက်ဖြစ်ခွင့်မပေးဘူးဘုရားသခင်အရှိမဖတ်ကြည့်ဒီကလေးကိုရုပ်သိမ်းမယ်လို့ဘုရားသခင်ဒါဝိဒ်ကိုပြောပြီးသားပြန်ရုပ်သိမ်းဘုရားသခင် no ဆို no ပဲစိတ်မပြောင်းအစာရှောင်မကားလို့ရေပဲမတော့လေပဲမရှူပဲနဲ့ခင်ဗျလေပါရှောင်လိုက်အောင်ခင်ဗျသေသွားတာပဲရှိမယ်မရဘလောက်ယုံကြိုက်တဲ့လောက်ယုံကြိုက်တဲ့လောက်နှုတ်ကနေဝန်ခံကြိုက်တဲ့လောက်ပြောမရအောင်ဆိုမရဘူးပဲဒါတကယ်သူစီကံနဲ့သွားတာသူစနစ်နဲ့သွားတာနော်အဲ့တော့ဘုရားသခင်ကိုယ်အလိုဆန္ဒအားလုံးကိုတစ်ဖက်သက်အမြဲတမ်းလိုက်ဖြည့်ပေးနေမှာမဟုတ်ဘူးသင်ယူရမယ်ဘယ်ဟာကိုမရဘူးဘယ်ဟာကိုရတယ်ဘယ်ဟာဆိုအဆင်ပြေဘယ်ဟာအဆင်ပြေဘူးကိုယ့်ဘက်ကဘာလိုက်လျှော့ရမလဲကိုယ့်ဘက်ကဘယ်လိုပြင်ဆင်ရမလဲသင်ယူရမယ့်အရာတွေရှိပါဒါဝိမင်းစကားကိုဘုရားသခင်အဖြစ်မပေးဘူးနားမထောင်ကလေးတည်သွားတာဒီလိုကိစ္စမျိုးရှိတယ်ဒါနဲ့တဲ့ဘက်ကိုသွားပြီဒီလိုမျိုးဆိုကျွန်တော်ဘုရားကိုစိတ်ဆိုးမလားဘုရားကိုစိတ်ကောက်မလားအဆုတောင်းနဲ့နားမတောင်းတော့ပြီးမတောင်းတော့ဘူးဒီနေ့စပြီးတော့ဘုရားကြောင့်မတက်တော့ဘူးတခြင်းလည်းမဆိုတော့ဘူးကျမ်းစာလည်းမဖတ်တော့ဘူးဆိုပြီးကျွန်တော်လုပ်မလားလုပ်တယ်ကျွန်တော်လုပ်တယ်ဘုရားကိုစိတ်ကောက်ဘုရားစိတ်ဆိုးတယ်ငါတောင်းတာမဖြစ်လာအောင်ငါတောင်းတာမဖြစ်ပါစေနဲ့ဆိုဖြစ်သွားတယ်ဒါနဲ့တဲ့ဘက်ကိုသွားတာနော်ဒါမျိုးလေးတွေကျွန်တော်တို့မှာအတွေ့အကြုံရှိပါတယ်ကျွန်တော်ရင့်ကျက်ရမယ်ဘုရားအလိုတော်နားလည်ရမယ်ဘုရားသခင်သူ့ဘက်ကနေပဲသူဆုံးဖြတ်မှာပဲကိုဖြစ်ချင်တာအလုံးသူလိုက်လုပ်ပေးမှာတော့မဟုတ်ဘူးသူ့ဘက်ကအကောင်းဆုံးပဲသူဆုံးဖြတ်သွားမှာဒါကိုကျွန်တော်ကနားလည်အောင်သင်ယူရအောင်ဒါဝိမင်းအစာလည်းမစားရေလည်းမချိုးဆိုတော့ဟာသူဘေးမှာရှိတဲ့သူဒုက္ခပဲဘယ်လိုလုပ်ရမလဲကလေးလေးကအသေးအံဖြစ်နေမော့ဒါဝိမင်းအဲ့လိုဖြစ်နေအချိန်မှာကလေးကသေသွားပြီဆိုတော့ဟာသေသွားပြီဆိုဒုက္ခပဲဘယ်လိုလုပ်မလဲကလေးလေးသေသွားတယ်ဆိုတော့မှ तू တိသွားရင်ဘယ်လိုလုပ်မလဲမပြောရဲဘူးဒါပေမဲ့လှမ်းကြည့်သူတို့မျက်နှာကြီးကြည့်လိုက်နေသူတို့ပုံစံကြည့်တော့ဒါဝိမင်းသိတယ်ကလေးသေသွားပြီလားအေးဟုတ်တယ်သေသွားပြီသူတို့ကလန့်နေဘာဖြစ်သွားမလဲဒါမှန်ထားငါရီချိုးမယ်အဝတ်စားလဲမယ်ငါအစာစားမယ်ပြင်ထားလိုက်ဟာအဘလို့ဖြစ်သွားပို့ဆိုးသွားမယ်အောင်မေးတာမဟုတ်ရီချိုးမယ်ဝတ်စားလဲမယ်စားစားမယ်အဲ့ဒါလို့မေးတယ်ဘလို့ဖြစ်သွားလဲမသိခင်တော့အဲ့လောက်ဖြစ်နေတယ်တည်သွားပြီဆိုအဲ့ထက်ပိုဆိုးသွားမယ်ထင်နေတာဟုတ်ဘူးလေတဲ့ကလေးသက်ပြန်ရဖို့ငါတောင်းကြည့်တာပဲဘုရားသခင်ကဒီလိုပဲဆုံးဖြတ်တော့လဲဒီလိုပဲဖြစ်ရမှာပေါ့ငါဆက်ပြီးတော့မှပူဆွေးတော့ကရောမကြေမနက်ဖြစ်လို့လဲဘာမှအဓိပ္ပာယ်မရှိဘူးတဲ့ကလေးကငါစီပြန်မလားငါပဲသူ့နောက်လိုက်သွားမှာပဲအဲ့တော့ငါလှုပ်ဆက်ရှိတာဆက်လို့ဒါကြီးဘာမှခံစားနေစရာအကြောင်းမရှိဘူးဆက်ပြီးကြည်ကွင်းနေစရာအကြောင်းမရှိဘူးသင်ယူရမယ်အရာဟောပြောတဲ့ကောင်မပေးဘူးငါပြောတယ်မလုပ်ပါမဖြစ်နဲ့ဘုရားသခင်အဆုံးဖြတ်ဟာအကောင်းဆုံးပဲဒါမဲ့ကိုယ်အကြိုက်ဖြစ်ချင်မှဖြစ်မယ်ကိစ္စမှာဥယျာဉ်သခင်ယေရှုဆုတောင်းမပြည့်ဘူးမလားဘာလို့ဆုတောင်းတော့ဖိစီးမှုများတယ်
ချွေးနဲ့အတူသွေးတွေရောပြီးပါလာတယ်အဲ့ဒီချိန်မှာအေးတဲ့ရာသူကဒီတန်လွင်တောင်နော်ဒီတန်လွင်ပင်ကြားထဲမှာလေးလေးဖြူဖြူနဲ့ညတကောင်ချွေးတွေပြန်ပြီးတော့မှချွေးသူချွေးပေါက်ထဲမှာသွေးစားတွေပါဘယ်လိုပါလဲဘာဖြစ်လို့လဲပညာရှင်နဲ့လေ့လာလူကဖိစီးမှုရမ်းများ pressure stress အရင်များတဲ့အခါမှာဒီအရေပြားအောက်မှာရှိတဲ့သွေးကြောမြင့်လေးတွေရှိတယ်အရေပြားကိုကျွန်တော်တို့စူးထိုးလိုက်သွေးထွက်တယ်မလားရေပြားမှာသွေးကြောမြင့်အဲ့ pressure အရင်များတဲ့အခါမှာသွေးကြောမြင့်လေးတွေပေါက်ထွက်သွားပြီးသွေးလေးတွေကချွေးပေါက်ကနေစိတ်ပြီးထွက်လာသူတို့ပြောတယ်ဘယ်လူမှတော့မဖြစ်ဘူးတဲ့ဒါပေမဲ့ဖြစ်နိုင်တယ်လူသားမျိုးနွယ်တစ်ခုလုံးထမ်းတာဖိစီးမှုတွေအများကြီးနဲ့သူစွတ်တောင်းဖြစ်နိုင်ဒီခွဲမတော့လို့ရရင်မတော့ပြရစေနဲ့ကြော်လို့ရရင်ကြော်ပြရစေ no တော့သူတော့ကြော်လို့မရတယ်ကြော်လို့မရတော့ဆိုတော့မှာဒါမဲ့သခင်ရှုဆုံးတဲ့အခါမှာတော့ဘယ်လိုပြင်ဆင်လဲကျွန်ုပ်ဆန္ဒအတိုင်းမဖြစ်ပါစေနဲ့ကိုရောဆန္ဒအတိုင်းဖြစ်ပါစေအဲ့ဒီလိုဖွင့်ထားဖို့တော့လိုတယ်ဟာဒီလိုပဲဖြစ်မယ်ဒီလိုပဲရမယ်ယုံတယ်ငါမြင်အောင်ထားတယ်အလုံးဖြစ်ပြီးဝန်ခံမဆိုင်ဘူးဘုရားသခင်ကအဲ့လိုမဟုတ်ဘူးဆိုရင်ခင်ဗျအစာရှောင်မကလို့ခင်ဗျယုံမကလို့ဘာဖြစ်မရဘူးဆိုမရအောင်နောက်တစ်မျိုးတော့မှာအဲ့ဒါကိုနားလည်အောင်ပြန်လုပ်အောင်အလိုလိုရှာရင့်ကျင်ဘုရားသခင်ဘာလုပ်ချင်လဲဆိုတာနားလည်အောင်သင်ယူရမယ်အဲ့ဒါအရေးကြီးအောင်အဲ့တော့သခင်ရှုလဲသူဆန္ဒပြုတယ် request လုပ်တယ်ဒါပေမဲ့မရရှောင်လွဲလို့မရဒီခွက်ကိုတောင်းရတယ်ကားနဲ့မတက်ရတာပဲသူဝေဒုက္ခဆင်းရဲဝေဒနာခံရတာရှောင်လွဲလို့မရအောင်ဆိုတွေ့ရနော်အဓိကနာခံခြင်းဝန်ခံခြင်းနော်အဲ့ဒီဆုတောင်းတဲ့အသက်တာဆုတောင်းတဲ့အထဲမှာကျွန်တော်ဆန္ဒတိုင်းမဟုတ်ပါစေနဲ့ကိုတို့ဆန္ဒတိုင်းဖြစ်ပါတယ်ကိုတို့ဘုံတော်ထင်ရှားဖို့ဖြစ်ပါတယ်ကျွန်တော်လူအင်ဆန္ဒတွေပြေဝသွားတာအရင်ကြည့်ပါကိုတော့လုံဆန္ဒပြေဝဖို့အရေးကြီးပါတယ်နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့နားလည်အောင်သင်ယူရမယ်နော်ဒါကြောင့်မလို့ဒီဆုတောင်းဒါနောက်တစ်ခုရှိတယ်ဗျနောက်ဆုံးတစ်ချက်အနေနဲ့တော့တိယောခန်းကြီး9အငယ်16နော်တိယောငါငယ်16မှာအဲ့ကိစ္စနည်းနည်းတော့နည်းနည်းခက်တယ်သိနားမလဲကြအောင်များတော့ဗျာနော်ထိုးမလားကြားမိထိုးမလားတိယောငါအငယ်16မှာနော်ဟောဖတ်ကြည့်အောင်စကားအသွားလာလေးကတော့နည်းနည်းရှုပ်တယ်နော်ဒါကအတုံးလုံးနဲ့သူဝါကြနဲ့သူအတုံးလုံးလေးရတယ်ဒါတော့သူပြောနေတာကစွတ်တောင်းလို့မရတဲ့ကိစ္စတစ်ခုရှိတယ်ဘယ်လိုလဲဆိုတော့ဒီယုံကြည်သူတယောက်ကတေဖြစ်မသိမ့်ဘူးဆိုရင်တော့သူအသက်ရှင်ဖို့စွတ်တောင်းလို့ရတယ်ဒါပေမဲ့ဒီတယောက်ကတေဖြစ်သိမ့်သွားပြီဆိုရင်တော့သူ့အတွက်ကိုစွတ်တောင်းလို့မရတော့တေဖြစ်သိမ့်တော့သူစက်ရှိတယ်နော်
အဲ့ဒါမရဘူးအဲ့ဒါကအားလုံး okay တာမဟုတ်ဘူးနော်အားလုံးဖျားသခင်မိစိမ့်မပြအဲ့တော့ဖျားသခင်ကိုကြောက်ရွံ့ခြင်းဖျားသခင်ကိုယုံကြည်ခြင်းဆိုတာလည်းရှိဖို့လိုတာဟုတ်နော်အဲ့တော့ယုံကြည်သူတို့ကလှုပ်ချင်တယ်လို့နေရင်လို့နေနော်အဲ့ဒီဟာကိုသူဖြစ်လာတဲ့ရောက်ဘုရားသခင်အားလုံးအကောင်းဆုံးဖြစ်အောင်ပြန်ဖြည့်ရှင်းပေးရမယ်ဆိုတာအဲ့ဒါတော့မဟုတ်မိမိစိုက်သည့်တိုင်းရိပ်ရမယ်ဆိုတာအပိုင်းလေးရှိပါတယ်ဒါနော်တောင်းဖို့ကိစ္စအတော်များများကျွန်တော်တို့တောင်းတာတော့တောင်းရမယ်ဒါပေမဲ့အဆုံးဖြတ်ကဘယ်သူပဲလဲဘုရားသခင်ပဲဆုံးဖြတ်ပဲနော်ကိုရောဒီလိုဆိုလဲရပါတယ်ဒီလိုဆိုလဲရပါတယ်ဘုရားသခင်ကိုကြောင်မပိတ်နဲ့ဘုရားသခင်ကိုရာဇသံမပေးနဲ့ဘုရားသခင်ကိုဒီလိုပဲလုပ်ရမယ်ဆိုပြီးတော့မှအမိတ်မပေးနဲ့ကျွန်တော်တို့စိတ်အားထက်သန်မှုနဲ့ဆွတ်တောင်းတဲ့အခါမှာဘုရားသခင်ကိုအမိတ်ပေးသလိုဖြစ်သွားတာအဲ့တော့နေမကောင်းတဲ့လူကိုကျွန်တော်တို့ဆွတ်တောင်းပေးတဲ့အခါမှာလက်တင်ဘုရားသခင်ဒီလူကိုယခုချက်ချီကျမ်းမာစေတော်မူပါယောဂကိုယခုချက်ချဖယ်ရှားတော်မူပါဟာဘုရားကိုအမိန့်ပေးနေတာချက်ချင်းလို့နော်ချက်ချင်းလို့အခုလို့မလို့ရောမလို့ဘာလို့ဘာမှလုပ်လို့ရတာလားမို့စိတ်အထက်သန်လားကောင်းတော့နော်ပြီးလဲပြောသိသွားအတွေ့အကြုံလေးတွေများလာတဲ့ခါကျကိုလည်းနည်းနည်းစာတက်လာဟိုတော့ကိုကတော့ညာခါတော့မနေ့ပြင်တဲ့ဘက်ကတော့ဆိုကောင်းသွားပြီမနေ့ပြင်ဆေးအောင်ဆေးမှုပြင်ထားလိုက်မြေအောင်ထားလိုက်အဲ့ရလေးလေးပြီးတော့ဆေးအောင်ဆေးပြီဆေးတော့ဆေးနေအသေးနဲ့ဆေးတာအဲ့တော့ဟိုရှာရီလာမောင်းမသေးသွားပြီမလာတော့လစ်ပြီးရှောက်ပြီးအလွန်ကျွအာမရိခံဘာမှကိုလည်းနားလည်းမလဲပဲနဲ့စွတ်လက်တွေစွတ်တင်နောက်တော့လက်ကရမ်းမတင်ရတော့ကျန်းစာဖတ်တက်လာတာကဘသူပေါ်မလက်ကိုအစောတလျင်မတင်နဲ့ဟုတ်ပြီလက်ကအရမ်းတင်လို့ကြံရပါဖြစ်သွားမယ်နော်ကြံရပါဖြစ်သွားမယ်မအောင်မေးနဲ့ဘူးမသိဘာမသိနဲ့မိုးဦးမလဲနဲ့ဝင်မရှုပ်နဲ့ तू ဘာလုပ်တာမှမသိဘူး तू ဘာဖြစ်နေမှမသိဘူးဘုရားနဲ့ तू နဲ့ကြားမှာဘာရှိမှကိုမသိဘူးကိုစွတ်ပြီးတော့မှကိုသွားလုပ်နေတာဒါပေမဲ့အဖြေထွက်လာနောက်တစ်မျိုးဖြစ်နေအဖြေကဘုရားသခင်မှာမရှိတာကိုပြောတိုင်းဘုရားသခင်လှုပ်ချင်တယ်လို့လှုပ်ပါစေအဓိကဘုန်းတော်တင်ရှားပါပါကျွန်တော်တို့ဖြစ်ချင်တာကျွန်တော်တို့စံထားတွေပြေဝဖို့အဓိကမဟုတ်ပါကျွန်တော်တို့အစဉ်ပြေသွားဖို့ကအဓိကမဟုတ်ပါနော်ကိုယ့်ဘုရားသခင်ကဆုတောင်းခိုင်းတယ်လူတွေကဆုတောင်းရှာဆုတောင်းပါရှာဆုမတောင်းမနဲ့တော့ဆုမတောင်းနဲ့လွဲသွားမယ်အဲ့ဆုတောင်းမယ်ဆိုရင်ဘာလုပ်ရမလဲအရင်ဆုတောင်းလိုက်အောင်အတလွဲမတောင်းပြီးဖို့ရှင်ယာကုပ်ပြောတာကျွန်တော်ပြောတာမနော်ရှင်ပက်ထရိပြောတာမဟုတ်ရှင်ယာကုပ်ပြောတာအတလွဲမတောင်းပြီးဖို့ဆုတောင်းမဲ့ဆုတောင်းတော့အတလွဲတွေဖြစ်ကုန်ဆုတောင်းတော့ညွန့်နေတာဆုတောင်းတော့ဟုတ်နေတာဆုတောင်းတော့အားရတက်တယ်ပြီးလေပြီးဘာလည်းမဖြစ်လာ miss hope လွဲမှားသောမျှော်လင့်ခြင်းကိုတပေးလိုက်တော့မျှော်လင့်လာပြီးလို့ဘာလည်းမဖြစ်လာပို့ဆိုးသွားကျွန်တော်ညီဝေါင်းပဲတယောက်ရှိတယ်အသေးအံဖြစ်တယ်ချင်းနေမကောင်းဘူးတည်ဆုတောင်းမတော်တော့သူ့မိမလည်းသူ့ကလေးလေးပေးမှရှိတယ်ဆွေမသားချင်းနေရှိကျွန်တော်ဗာကြမိုက်ကိုဖတ်လိုက်လဲဆိုဟေဇကိမင်းတင်နာဆွဲတယ်ဆုတောင်းတဲ့အခါမှာဘုရားသခင်15နှစ်တတန်တူပီလေးကြမိုက်လေးဖတ်ပြီးတော့မှကျွန်တော်ဆုတောင်းသူ့မိမကဘယ်လိုနားလဲသွားလဲဆိုတော့သူ့ယောက်ျားနောက်ထပ်15နှစ်တတန်တူနားလဲသွားပြီးတော့တပတ်လေးကြောက်သေးဝါ
ဆရာပြောတယ်15နှစ်ဆိုတဲ့တက်တန်းတိုးတယ်ဟေးမဟုတ်အိညာအဲ့ဒီလိုနားလေတာတဲ့သူ့အောင်ကြောင့်ဘုရားသခင်15နှစ်တက်တန်းတိုးပေးလိုက်တယ်လို့ဆရာပြောတော့မဟုတ်ဘူးလားဟဲ့ကိုမရှင်းနိုင်တော့အဲ့ပြန်ကိုမရှင်းနိုင်တော့ရှုပ်သွားပြီကိုကသူ့ဘာသာပေးလိုက်တာလဲနှစ်ယောက်ကြား15နှစ်အသက်ရှင်ဖို့ဘုရားသခင်လှုပ်ပြီးမယ်လို့အဲ့ဒီလိုသူကနားလေသွားတအားမျိုးလင်းတာဟောအဲ့ဒီလိုလားအဲ့ဒီလိုမျိုးတွေစွန့်ပြောင်းမျိုးအရေးကြီးလူအမသောမျိုးလေးချင်းတွေတော့မပေးဘူးကိုအရေးကြီးဘုရားသခင်အလိုတော်ဘုရားသခင်အဆုံးဖြတ်ပဲတောင်းတော့တောင်းမယ်ဒါဝိဒ်လိုပဲငါတော့တောင်းပါမယ်ခရီးမသိမချင်းတောင်းပါမယ်သေသွားပြီလားရေချိုးလိုက်အဝတ်စားလိုက်ပြီးသွားစားလိုက်ပြီးရင်ကျေးဇူးတော်ချီးမွမ်းလိုက်တော့ဒါရင့်ကျက်ရမယ်ဟုတ်တယ်နော်တောင်းတယ်နော်တောင်းတဲ့အတိုင်းမဖြစ်ဘူးနော်ရေချိုးလိုက်အဝတ်စားလိုက်ကောင်းကောင်းစားလိုက်ပြီးရင်ကျေးဇူးတော်ချီးမွမ်းလိုက်ပြင်ထားဘုရားကိုစိတ်ကောက်ဖို့တော့မစဉ်းစားနဲ့ဘုရားသခင်ကအကောင်းဆုံးလို့ဘုရားသခင်ကိုယ့်ထက်ပိုနားလဲနော်ဒါကြောင့်မို့ကျွန်တော်တို့တော်လည်းမတောင်းဘူးဖို့အတွက်စွမတောင်းရင်စွတောင်းအဓိပ္ပာယ်ကစွတောင်းကြပါစို့လို့မပြောခင်မှာဘုရားသခင်ကျွန်တော်ဘယ်လိုတောင်းမလဲမဆပါဘုရားသခင်ကျွန်တော်ဘယ်လိုတောင်းလဲမဆပါဘာလို့တကယ်တော့ကျွန်တော်တို့စွတောင်းတတ်လားစွတောင်းတတ်လားဘယ်လိုစွတောင်းမလဲသိလားအချိန်ကအမျိုးကြားမှာကျွန်တော်တို့ဘယ်အချိန်မှာဘယ်လိုစွတောင်းမလဲသိလားကျွန်တော်မသိကျွန်တော်နားလေလို့တောင်းလိုက်တာမှာတလွဲဖြစ်သွားတာရှိတယ်မမှန်တာရှိတယ်ညာအဲ့တော့နောက်ဆုံးဆိုရင်ဂျာမိုင်နောက်တစ်ပိုက်ကပြောရတော့မယ်မပြောလို့မရတော့ဘူးအဲ့တော့ယောမဩရစာယောမဩရစာခန်းကြီးရှေ့ဒါတော့တကယ်နောက်ဆုံးပါယောမရှိအငယ်26နော်ယောမရှိ26အဲ့ကြားမယ်လို့တော့ねဖတ်ပြအောင်ဖတ်လိုက်ပါအောင်နော်ဖတ်ဘူးလေရှိအောင်ရတော့အခုနကြားမယ်ပဲငါတို့ဒီဆုတောင်းတဲ့ဒီအတိုင်းအဘယ်ဆုကိုတောင်းရမည်ဟုမသိကြဆုတောင်းတတ်တယ်လို့ပြောရင်အဲ့ဒါကမှားနေလိမ့်တာပဲငါပြောတယ်ဆုတောင်းတတ်ဘူးတဲ့ဘယ်လိုတောင်းမှန်းသိလားမသိဘူးဒါကြောင့်မလို့ဆုတောင်းအောင်လို့ပြောတာဆုတောင်းမှုအတွက်ဆုတောင်းဘယ်လိုတောင်းမလဲဆိုအရင်ဆုတောင်းလိုက်အောင်ဘယ်လိုဆုတောင်းမသိတဲ့အတွက်ဆုတောင်းခြင်းအမှုမှာဝိညာဉ်တော်ပါလဲမဆာဝိညာဉ်တော်လမ်းပြအဲ့တော့ဆုတောင်းတာတော့မတောင်းဖို့ရမ်းကြီးတာဆုတောင်းတဲ့ကမှတကယ်ကိုဘုရားသခင်အလိုတော်ညီဆုတောင်းနိုင်ဖို့ဝိညာဉ်တော်လမ်းပြဖို့လိုတယ်ဝိညာဉ်တော်မဆာဖို့လိုတယ်ဒါမှကျွန်တော်တို့ကအလိုတော်နဲ့အညီဆုတောင်းတာအဲ့ကြမှာအဲ့ဒီဆုတောင်းခြင်းဟာဘုန်းတော်ထင်ရှားသွားမယ်အားလုံးကျေးဇူးတင်